Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာတော့ conditional formatting အကြောင်းပြောပြပေးမှာဖြစ်ပါတယ်Excel သင်လို့ရှိရင်မသိလို့မဖြစ်ပါတော့ကျွန်တော် Excel သင်တဲ့လူတိုင်းစဉ်းစားလုပ်တဲ့လူတိုင်းသိထားတဲ့ conditional formatting အကြောင်းပြောပြပေးမှာဖြစ်ပါတယ် Okay ကျွန်တော်တို့အချက်လက်လေးအနည်းငယ်တော့လိုအပ်မယ်ဗျာเนาะဒါလေးစံပြဖို့အတွက်ကျွန်တော်ကတော့ကြိုရေးထားတာရှိတယ်ဗျာเนาะဘာမှခက်ခဲတော့မဟုတ်ကျွန်တော်နာမည်လေးရေးရတယ်မြန်မာစာအင်္ဂလိပ်စာသင်ကြားကျွန်တော်အမှတ်ကလေးရေးရတယ်ကျွန်တော်ပြီးတော့စုစုပေါင်းအမှတ်ကလေးရေးရတယ်ဗျာเนาะအဲ့တော့ဒါလေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့က conditional formatting ကိုလေ့လာကြမှာဗျအဲ့တော့ခုလက်ရှိဒီမှာအမှတ်တွေရှိတယ်ပေါ့ဗျာအမှတ်တွေရှိတယ်ပေါ့အဲ့တော့ conditional formatting ရဲ့သဘောတရားကြတော့ဗျာကျွန်တော်တို့ဒီအရောင်လေးတွေ color လေးတွေချဲပြီးတော့ကျွန်တော်လိုချင်တဲ့ချက်လက်ကိုမြင်သာထင်သာရှိအောင်ကြည့်ရတာပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိပေါ့နော်ဒီအမှတ်တွေရှိတယ်ပေါ့နော်ဒီအမှတ်တွေထဲမှာကျွန်တော်က40အောက်ကျတဲ့လူတွေကိုပေါ့နော်40အောက်ရောက်နေတဲ့လူတွေကိုကျွန်တော်ကအရောင်လေးချဲခြင်းတယ်ဗျ40အောက်ကျနေလို့เนาะဒီမှာတက်ရောက်ပဲရှိပဲလို့ဆိုတော့เนาะကျွန်တော်နဲတော့မြင်ရတယ်ပေါ့ဗျာเนาะတက်ရောက်ပဲရှိဒါလေးအရောင်ချဲခြင်းတယ်ကျွန်တော်ပုံမှန်တိုင်းဆိုရင်ဒီလိုလေးချဲတယ်ဗျเนาะဒီလိုလေးချဲဥပမာကျွန်တော်အမှတ်50ပြောင်းလိုက်တယ်ပေါ့50ပြောင်းလိုက်ရင်ဒါကလည်းချဲနေတော့မယ်ကျွန်တော်ပြောချင်တာ40အောက်ရောက်နေတဲ့လူကိုချဲခြင်းတာအဲ့ကကျရင်ဒီလိုမျိုးပုံသေးချဲတာကြီးကကျွန်တော်တို့အစမပြေတော့ဘူးဗျာเนาะအဲ့တော့ကျွန်တော်ဒါလေးကိုတစ်ချက်စမ်းကြည့်အောင်ဗျာเนาะ conditional formatting တောင်းပြီးတော့စမ်းကြည့်အောင်အဲ့တော့ browser ကျွန်တော်တို့ရှာခြင်းတဲ့အချက်လက်တွေကိုအရင်ဆုံးတစ်ချက်ဆက်လက်ပြရပါဗျာเนาะဒီလိုများရဲဆိုရင် column နဲ့ထောက်ပြီးပေးမယ်ပေါ့ဗျာเนาะကျွန်တော်တို့လိုချင်တာကျွန်တော်ရှာချင်တာကျွန်တော်ကြည့်ချင်တဲ့ချက်လက်လေးတွေဆက်လက်ပေးမယ်ပြီးသွားရင်ဒီ home touch ထဲမှာဗျာเนาะပုံမှန် home touch ထဲမှာ conditional formatting ဆိုတာရှိတယ်ဗျာเนาะအများကြီးပဲဆန်းလို့ရတာအဲ့တော့ browser ဒီ highlight cell လေးနဲ့အရင်ဆန်းပြရမယ်เนาะအဲ့တော့ဒီမှာသူက greater than တွေ less than တွေ between equal test အများကြီးပဲဗျာเนาะကျွန်တော်တစ်ခုချင်းဆန်းပြမယ်เนาะ browser greater than ပေါ့เนาะ greater than နဲ့ချက်ဆန်းလိုက်ဗျာเนาะအဲ့တော့ greater than ဆိုသူကဒီမှာပြအမှတ်ကလေးတစ်ခုရိုက်ထည့်ပေးရတယ်အမှတ်ကလေးတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာကျွန်တော်ကဥပမာကျွန်တော်80အထက်ဖြစ်တဲ့လူတွေကိုကျွန်တော်ဘာဖြစ်မလဲဆိုရင်အယောင်လေးချင်မယ်80အထက်နော် greater than 80အထက်ကျွန်တော်တို့က80ပါခြင်းတော့ကျွန်တော်တို့89လို့ရေးရ89အထက်ဖြစ်တဲ့လူတွေသူကသူအယောင်ချဲသွားတာပေါ့နော်အဲ့အယောင်တွေလည်းစိတ်ကြိုက်ပြောင်းလို့ရဒီဘက်နောက်မှာလေဒီဘက်နောက်မှာသူကဒီမှာ yellow ဒါမှမဟုတ်ရှိရင်လေကျွန်တော်တို့က green ဒါမှမဟုတ်ရှိရင်လေကျွန်တော်တို့ကlibrary ပေါ့နော်အနီရောင်ဖြော်လေးဒါမှမဟုတ်ရှင်လည်းအနီရောင်စာကြောင်းလေးတွေဒါမှမဟုတ်လည်းကျွန်တော်တို့ကအနီရောင်ဘောင်လေးတွေဒါမှမဟုတ်လည်းကျွန်တော်တို့ကကိုကြိုက်တာကိုပေးလို့ရတယ်နော် custom format ဆိုတာလည်းရှိသေးတယ်နော် custom format လေးတစ်ချက်ထောက်ကျွန်တော်ဒီ fade လေးတစ်ချက်ထောက်မယ်ကျွန်တော်ကြိုက်တဲ့အရောင်လေးသတ်မှတ်ပေးလိုက်မယ်ဒီကလေးကနှစ်ရောင်စက်တွေပါလို့ကျင်နေဆိုရင်ဒီ fade effect မှာနှစ်ရောင်စက်လေးတစ်ချက်ပြောင်းပါဗျာနော်လိမ်မော်နဲ့အဝါလေးနဲ့ဆက်နေတာမျိုးလေးဒါမျိုးလေးပါဗျာနော် okay ကျွန်တော်ကြိုက်တာကျွန်တော်ပေးလို့ရတယ်နော်ဒါဆို80အထက်ရောက်နေလူတွေကိုသူကဘာဖြစ်လဲဆိုရင်အယောင်လေးတစ်ခုပြီးသွားတယ်ဥပမာကျွန်တော်ဒီ60ကိုကျွန်တော်80ပြင်ကြည့်ပါလား80ပြင်လိုက်ရင်ဘာဖြစ်သွားမလဲဆိုရင်ဒီဟာလေးကပါလိုက်ပြီးတော့အယောင်ချဲသွားတယ်ဒီ80ဖြစ်နေဟာကိုကျွန်တော်က55ပြောင်းကြည့်လိုက်မယ်ဗျာဒါဆိုသူကအယောင်မချဲတော့နော်ကျွန်တော်ဆက်လိုက်ပြလိုက်တဲ့အချက်လက်တွေထဲမှာနော်ကျွန်တော်သတ်မှတ်ပေးရတဲ့ format တစ်ခုနဲ့ညီးတယ်ဆိုလို့ရှိရင်သူကအယောင်လေးချဲပြီးသွားအဲ့တော့ပြန်ဖြုတ်ချင်တယ်ဆိုရင်တစ်ချက်ဆက်လက်ပြန်ပေးလိုက် conditional formatting တစ်ချက်ထောက်ဒီမှာ clear rule ဆိုတာရှိတယ်clear room မှာတော့နှစ်မျိုးပါတယ် selected cell ရဲ့ entire ရှိတယ် selected cell ဆိုကျွန်တော်လက်ရှိ select ပေးတဲ့ဟာလေးကိုပဲသူကပြန်ဖြတ်သွားမှာဒီ entire ရှိဆိုရင်ရှိတစ်ခုလုံးမှာရှိတဲ့ format တွေအားလုံးသူကပြန်ဖြတ်သွားမှာအဲ့တော့ကျွန်တော် selected ရှိလေးနေပြီးတော့ပဲပြန်ဖြောက်လိုက်เนาะ okay ကျွန်တော် select လေးပြန်ပေးလိုက်မယ်နောက်တစ်ခုစမ်းကြည့်အောင်နောက်တစ်ခုကဘာလဲဆိုရင် less than ပေါ့เนาะအဲ့တော့ဒီခါကျွန်တော်က40အောက်ရောက်နေလူတွေကိုကျွန်တော်ကအနီးချက်ချက်ထောက်လိုက်မယ်အဲ့တော့40အောက်ဆိုတော့ကျွန်တော်တို့က40ပေါ့နော်40အောက်ရောက်နေလို့ကျွန်တော်ကချဲမယ်အဲ့တော့40အောက်လို့ပြောတဲ့အတွက်သူက39ပါမှာပေါ့နော်40မပါတော့အဲ့တော့ကျွန်တော်က40ကိုပါစေခြင်း41အောက်ပေါ့41အောက်ရောက်နေလို့အလုံးအယောင်ချဲမယ်နော်โอเคကျွန်တော်လက်ရှိဒီမှာ40လို့ပေးလိုက်မယ်40အောက်ကြားလို့ပါဗျာနော်အဲ့တော့ဘယ်သူမှမရှိမှမရှိတာဗျာနော်40အောက်ရောက်နေလို့အဲ့တော့ကျွန်တော်ဒီမှာ20လို့ချိန်ကြည့်လိုက်ဒါဆိုအယောင်ချဲသွားမယ်နော်โอเคဒီမှာလည်းကျွန်တော်က39လို့ပေးလိုက်မယ်ဒါဆိုလဲအယောင်ချဲသွားမယ်เนาะကြာလူဘယ်နှယောက်ရှိရဲဘယ်အမှတ်နဲ့ကြာကျွန်တော်တခါတည်းတန်းမြင်ရတာပါဗျာဒီနေ့လိုက်ရှာတာဆက်လို့ရှိရင်ဒါကျွန်တော်မြင်သာထင်သာရှိအောင်စင်လေးနဲ့လုပ်ပေးရတာเนาะโอเคပြန်ဖြတ်မယ်ကျွန်တော် clear route သွားမယ် select share တစ်ချက်နှိပ်လိုက်ပျောက်သွားမယ်โอเคကျွန်တော်နောက်တစ်ခုထပ်ဆန်းကြည့်အောင် select လေးပေးတာเนาะကိုကြည့်ချင်တဲ့ချက်လောက် select လေးပေးတာပြီးတော့ကျွန်တော် between ပေါ့ between ဂျားလေးတွေကိုကျွန်တော်ရှာခဏနဲ့လုံးပေါ့နော်ဘယ်နဲ့ဘယ်ဂျာဥပမာကျွန်တော်က100နဲ့ကျွန်တော်က80ဂျာပေါ့180ကြားကိုကျွန်တော်ဘာဖြစ်လဲဆိုရင်ကျွန်တော်အစိမ့်နဲ့ချဲလိုက်မယ်အစိမ့်နဲ့ချဲလိုက်မယ်ဒါဆိုအစိမ့်ရောင်လေးဖြစ်သွားเนาะground ထွက်တယ်လို့အမှတ်များလူတွေကျွန်တော်အစိမ့်နဲ့ချဲပြဟောဒါဆိုရင်အရောင်လေးတွေအစိမ့်လေးဖြစ်နေလိမ့်
အဲ့တော့ဒီထဲမှာကျွန်တော်က45ကိုကျွန်တော်က80လို့ချင်းကြည့်လိုက်မယ်ဒါဆိုရင်သူကလည်း auto စိမ့်သွားပါဗျာเนาะကျွန်တော်ပေးရတဲ့ format နဲ့ကန်ကြည့်เนาะအဲ့တော့ greater than နဲ့ပဲရှာ less than နဲ့ပဲရှာကျွန်တော်တို့ between ပေါ်နှစ်ခုကြားနဲ့ပဲရှာကျွန်တော်ရှာခြင်းနဲ့ပဲပို့တည်ပြီးတော့ကျွန်တော်တို့က conditional formatting ကိုစိတ်ကြိုက်သုံးလို့ရတယ်အဲ့တော့ကျွန်တော် rule လေးတစ်ချက်ပြန်ဖြတ်လိုက်မယ်နောက်တစ်ခုသုံးကြည့်အောင်နောက်တစ်ခုကဘာလဲဆို equal to ညီတာမျိုးပေါ့เนาะ equal to ဖြစ်တဲ့ဟာမျိုးကျွန်တော်ရှာမယ်အဲ့တော့ကျွန်တော်100နဲ့ညီတာမျိုးရှာမယ်အမှတ်100အပြည့်ရတဲ့လူမျိုးပေါ့เนาะ okay ပြီးသွားရင်ဒါလေးကိုကျွန်တော်ကcustom အယောင်ပေးမယ်2ယောက်14သုံးညင်နဲ့ကျွန်တော်ကအစိမ်းလေးနဲ့ပေါ့เนาะအစိမ်းလေးနဲ့2ယောက်14သုံးအစိမ်းနဲ့เนาะ okay တော်ပြီဒါလေးနဲ့ပဲเนาะအရင်အလားမစင်တော့ okay ဒါလေးเนาะ100အပြည့်ရတဲ့လူကျွန်တော်ကဒီအစိမ်းလေးနဲ့ဖြူလေးနဲ့ဆက်ထားခါလေးပေးတယ်လောစင်မရှိเนาะကျွန်တော်1ယောက်ကိုကျွန်တော်100ပေးကြည့်လိုက်ဟောဒါဆိုသူကစိမ်းပါဒါဆိုအမှတ်ပြည့်ရတဲ့လူဒါမျိုးကျွန်တော်တို့အမြန်အလွယ်တကူအယောင်လေးကိုကြည့်ပြီးစစ်လို့ရတယ်เนาะ okay အဲ့ကျွန်တော်ဆက်လေးပြန်ပေးလိုက်မယ်ကျွန်တော် rule လေးတစ်ချက်ပြန်ဖြုတ်ထားမယ်เนาะဘာလို့ဆိုတော့နောက်တစ်ခုစမ်းအောင်ပါမို့လို့เนาะ okay ထပ်စမ်းကြည့်အောင်ကျွန်တော်နောက်တစ်ခုကျတော့ test ဖြတ်เนาะစာသားလေးပေါ့เนาะစာသားနဲ့တူတယ်ကိုလက်ရှိတော့ကျွန်တော်တို့ထဲမှာကျွန်တော်ဆက်လက်ပေးလိုက်တယ်မှာစာသားတစ်ခုမှမပါဘူးเนาะဒါကြောင့်ကျွန်တော်ဒီနာမည်လေးဆက်လက်ပေးလိုက်မယ်ဗျနာမည်လေးဆက်လက်ပေးလိုက်မယ်เนาะ okay အဲ့တော့ကျွန်တော်ကစမ်းမယ်တောင်း test ပေါ့ဘယ်စာသားနဲ့ညီရလဲမောင်မောင်နဲ့ညီရလားဒါမှမဟုတ်မြတ်မြတ်နဲ့ညီရလားဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ကအောင်နဲ့ညီရလားဟောမြတ်မြတ်နဲ့တူရင်သူကအနီအောင်လေးပယ်သွားမယ်เนาะမောင်မောင်မြတ်မြတ်ချင်းကြည့်လိုက်ဒါဆိုသူလည်းနေသွားလိုက်မယ်เนาะဒီလိုမျိုးပဲเนาะကျွန်တော် control လေးပြန်နေပြီးပြန်ဖြောက်လိုက်ဒီနည်းနဲ့ကျွန်တော်တို့ကရှာလို့ရတယ်ဗျာเนาะ okay အဲ့တော့ okay format လေးတစ်ချက်ပြန်ဖြတ်လိုက် okay နောက်တစ်ခုထပ်ကြည့်အောင်နောက်တစ်ခုကျွန်တော်တို့ကdate ပေါ့เนาะလက်ရှိကျွန်တော်မှာတော့ date မပါဘူးဗျာ date ပိုင်း date နဲ့လည်းဆန်းလို့ရဒီသဘောတရားဗျာเนาะဘယ်နေ့ date လိုချင်တာလဲဘယ်နေ့ date လိုချင်တာလဲလိုချင်တဲ့ date ကိုကျွန်တော်တို့ရိုက်ထည့်ပြီးတော့ပြန်ရှာလို့ရတယ်เนาะနောက်တစ်ခုက duplicate ပေါ့ duplicate ဆိုကျွန်တော်ထပ်နေတဲ့အားတွေရှာပါเนาะ okay အဲ့တော့ကျွန်တော်ဒါလေးကို select ပေးလိုက်မယ်เนาะ okay ကျွန်တော်ဒီမှာ duplicate ကိုနှိပ်လိုက်မယ်အဲ့ duplicate မှာတော့သူနှစ်မျိုးပါတယ်ပေါ့เนาะထပ်နေတဲ့ဟာတွေဒါမှမဟုတ်ရင် unit ဖြစ်တဲ့ဟာတွေမတူတဲ့ဟာတွေဒါမှမဟုတ်နှစ်မျိုးပေါ့เนาะကျွန်တော် duplicate ရင်စမ်းပြ duplicate ကြတော့နံပါတ်ထပ်နေရတယ်သူကကြည့်ပေးတာဘယ်ကဏ္ဍနေထပ်နေလဲဘယ်ကဏ္ဍနေထပ်နေလဲเนาะအဲ့လိုကြည့်ပေးတာအနေလေးနဲ့ပဲကျွန်တော်ပေးလိုက်မယ် okay တော့ထပ်နေတာအများကြီးပဲ60ပါနေတယ်80ပါနေတယ်ထပ်နေတာတွေပြရတာဗျเนาะဒါကကျွန်တော်တို့ကကွန်ပျူတာတွေမှာပဲရှာမက်ဆီတွေမှာတခြားဘယ်နေရာမှာရှာပါတော့ကျွန်တော်ကြည့်ချင်တဲ့အခါမျိုးမှာထပ်နေတဲ့အရာဘာတွေရှိလဲအဲ့ဒါကျွန်တော်ရှာလို့ရတယ်အဲ့တော့ကိန်းကဏ္ဍတွေပဲရှာလို့ရတာလားဆိုကိန်းကဏ္ဍတွေပဲလည်းမဟုတ်ဘူးစာရီလည်းကျွန်တော်တို့ရှာကြည့်အောင်เนาะ okay အဲ့တော့ဒီမှာကျွန်တော် select ပေးလိုက်မယ်အဲ့တော့ကျွန်တော် highlight ကိုပြန်ထောက်မယ် duplicate တက်တာเนาะ duplicate အဲ့တော့ဒီမှာထပ်နေတိုင်းမရှိတော့မချဲတော့ကျွန်တော်မမောင်မြပြောင်းကြည့်လိုက်ပါလားဒါဆိုသူကချဲသွားမယ်ဘာလို့လဲဆိုမြနှစ်ခုကထပ်နေစင်းထပ်နေเนาะဒါမျိုးချင်းတဲ့မျိုးမှာ duplicate ကိုသုံးပြီးရှာလို့ရတယ်เนาะ okay နောက်တစ်ခုကကျတော့အဲ့ duplicate ထဲမှာပြနောက်တစ်ခုကကျတော့ဘာလဲဆိုတော့သူက unit ပေါ့เนาะunit ဆိုတာပြောကျွန်တော်တို့ကမတူတဲ့ဟာပေါ့မတူတဲ့ဟာကိုပြန်ရှာတာတူတဲ့ဟာကိုရှာခြင်းကြတော့ဒီ duplicate နဲ့ရှာထပ်နေတဲ့ဟာတူနေတဲ့ဟာဒါကျွန်တော်မထပ်တဲ့ဟာမတူတဲ့ဟာတစ်ခုတည်းပါတဲ့အရာကိုရှာခြင်း unit နဲ့ပြန်ရှာเนาะ okay နေလိုက်ကြည့်လိုက်လေအောင်ရဲ့ကြော်ရဲ့လှလှရဲ့တစ်ချိန်ပဲပါတစ်ခါပဲပါဒါကြောင့်မလို့သူကမထပ်ဘူးဒါကြောင့် unit နဲ့ရှာအကယ်၍ကျွန်တော်များနေရာမှာအောင်ရက်ကြည့်လိုက်ဒါဆိုရင်အောင်ကမနေတော့ဒါမျိုးပေါ့ဗျာเนาะအဲ့လိုချိန်မျိုးမှာကျွန်တော်သုံးလို့ရတယ်เนาะအဲ့တော့ duplicate ကတော့ထပ်နေတာတူနေတာเนาะနှစ်ချိန်ပါတာမျိုးရှာတာကျွန်တော်တို့ကဒီ unit ကကြတော့တစ်ချိန်နဲ့ပါတဲ့အရာမထပ်တဲ့အရာဒါမျိုးရှာအဲ့နေရာမှာသုံးလို့ရโอเคကျွန်တော် clear rule လေးပြန်ဖြုတ်လိုက်เนาะအဲ့တော့ဒီ highlight လေးကတော်တော်လေးသုံးလို့ကောင်းတယ်တခြား highlight ဒီတိုင်းပဲဗျာเนาะတခြား highlight လေးကျွန်တော်တို့ကဆိုပါစို့ကျွန်တော်တို့ကအမှတ်တစ်ခုရှာမယ်ဗျာကျွန်တော်တို့ကအမှတ်အများဆုံးလူအမှတ်အများဆုံးဟာကျွန်တော်တို့က3ခုရှာမယ်ဗျာတချီဒီစုစုပေါင်းနေမှာပေါ့နော်ကျွန်တော်ခဏလေးစုစုပေါင်းတာပြဿနာမရှိဘူးเนาะအဲ့တော့ဒီမှာဗျာစုစုပေါင်းတာဘာမှမခက်ဘူးเนาะကျွန်တော်ဒီမှာချင်းပုံမှန်တိုင်းဆိုရင် auto send လေးကိုတစ်ချက်နှိပ်လိုက်เนาะselect ပေးသွားလိမ့်မယ်အနာခောက်လိုက်ပြီးတော့ကျွန်တော်ဒီဘက်ထောင်းအောင်လေးကနေဆွဲချလိုက်ဒါကျွန်တော်တို့ကစုစုပေါင်းတတ်မှုရတယ်เนาะအဲ့လိုမလုပ်ချင်ဆိုလဲနောက်တနည်းလုပ်လို့ရတယ်ဘာလို့ရမလဲဆိုကျွန်တော်တို့ကိုယ့်ဘာသာကိုfunction လေးရေးပါဗျာညီမချင်းချ okay ကျွန်တော်တစ်ချက်ပြောင်းလိုက်အောင်မယ်စမ်းတက်ကလေးတစ်ချက်နေကျွန်တော်တို့ဘာလုပ်မလဲ select လေးဆွဲပေးလိုက်ရင်ပေါင်းတာပဲเนาะဒီနေ့လေကျွန်တော်တို့စုစုပေါင်းတတ်မှုကိုရှာလို့ရတယ်အဲ့လိုမဟုတ်နောက်ထပ်လွယ်တနည်းကတော့လွယ်တယ်ဗျကျွန်တော် select တစ်ချက်ဆွဲပေးလိုက်ဗျာเนาะပြီးရင် keyboard ကနေ auto လေးကိုဖြည့်ရညီမချင်းလေးနှိပ်လိုက်ဒါဆို auto ပေါင်းသွားပါเนาะခပ်ပါအဲ့တော့ဒီမှာကျွန်တော်တို့အမှတ်တွေရှိရဗျာကျွန်တော်အမှတ်အများဆုံးလူ3ယောက်ကိုကျွန်တော်လိုချင်တာ
ကျွန်တော်ဘယ်လိုရှာမလဲအရောင်လေးနဲ့ကြည့်ကျင်တယ်ပေါ့နော်ဘယ်လိုကြည့်မလဲဆိုလွယ်ပါတယ် conditional formatting ကိုထောက်ဒီမှာ top border row မှာ top 10ပေါ့အဲကျွန်တော်10ခုထိမလိုချင်ကျွန်တော်ဘယ်နှခုပဲလိုချင်တာလဲဆိုရင်ကျွန်တော်အများဆုံး3ယောက်ပဲလိုချင်တာဟောဒါဆိုရင်အမှန်အများဆုံး3ခုသူကအရောင်လေးနဲ့ပြပြီဒါအမှန်အများဆုံး3ယောက်ပေါ့415 382 388ဒီမှာကျွန်တော်က446ပြောင်းကြည့်လိုက်ဒါဆိုသူပါသွားပြီဗျ3ယောက်เนาะကျွန်တော်3ယောက်လိုချင်3ယောက်ပေါ့ဗျာ9ယောက်လိုချင်9ယောက်10ယောက်လိုချင်10ယောက်ပေါ့ကျွန်တော်တို့စိတ်ကြိုက်ဒီမှာထည့်ပြီးတော့ကျွန်တော်တို့ရိုက်ထည့်ပြီးရှာလို့ရတယ်ဒါလေးရွှေ့ပြီးရှာလို့ရတယ်အရောင်ကတော့ဒီဘက်ကချိန်ဒီနေ့ကျွန်တော်တို့ကအလုပ်လုပ်လို့ရတယ်ဗျเนาะတော်တော်လေးကောင်းပြီးတော့တော်တော်လေးအဆင်ပြေတယ်ဗျเนาะ percentage report အများကြီးပဲဗျเนาะဒါဆိုရင်ရောင်ကအနည်းဆုံးပစ္စည်း10မျိုးရောင်ကအများဆုံးပစ္စည်း10မျိုးဒါရောင်အကောင်းဆုံးဆက်စာအုပ်10ရောင်အနည်းဆုံးစာအုပ်10ဒီလိုနည်းနဲ့လည်းရှာလို့ရတယ် everyday နဲ့တွက်ထုတ်လို့ရတယ်ဗျเนาะနောက်တစ်ခုကဒီ data bar လေးကတော့အရောင်လေးနဲ့ပြအဲကျွန်တော်တိကျမြင်သာရှိအောင်ကျွန်တော်ဒီဘက်ကနေပြလိုက်เนาะအဲ့တော့သူကနဲတယ်ဆိုရင်ဘားလေးကတူတူလေးပေါ်များတယ်ဆိုရင်ရှည်ရှည်လေးပေါ်တယ်အရောင်လေးပြောင်းလို့ရเนาะနောက်တစ်ခုက color scale နဲ့ဟောဒါမျိုးလေးနဲ့လည်းတွားလို့ရကိုကြိုက်နေတဲ့ရသုံးလို့ရတယ်ဗျာเนาะโอเคနောက်တစ်ခုကျွန်တော်ပြမယ်ကျွန်တော်အမှတ်ကလေးတွေတစ်ချက်ကြည့်အောင်ဒါလေးဆက်လက်ပေးပြီးတော့ကျွန်တော်ဒီဘက်က icon လေးနဲ့ကြည့်ကြည့်အောင်ဟောဒါဆိုရင်သူက40ဆိုကြာပါ40ကြာ60ပြန်တက်လာတယ်ပြန်တက်လာတယ်ပြန်ကြာပါတယ်ပြန်တက်လာတယ်ကျွန်တော်တို့အယောင်စင်းလိုမျိုးဒီမှာဆိုဆင်ပြေပြဒီနေ့ရောင်အားကြာပါလားတက်လာလားတခါလေးမြင်နေရတာဗျเนาะတခါလေးမြင်နေရတာဆိုအဆင်ပြေတယ်ဗျเนาะဒီမှာဒီလို down လိုက်လေကျွန်တော်တို့ကြည့်ကြည့်မယ် row လို့ပဲရှာ column လို့ပဲရှာဟော shade လေးနဲ့လည်းကျွန်တော်ကြည့်လို့ရမှန်ပါဒါလည်းကျွန်တော်တို့အဆင်ပြေတာပဲเนาะဒီ conditional formatting လေးကတော်တော်လေးကျွန်တော်တို့ကြည့်ရတာတော်တော်လေးအဆင်ပြေတယ်သုံးလို့လည်းလွယ်တယ်ပေါ့ဗျာเนาะခက်ခဲမပါဘူးဗျเนาะ okay ဒါလို့ဆိုရင်တော့သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်